ဆက်ပေးပါဟုတ်ကဲ့ပါကျွန်တော်ရဲ့နာမည်ကတော့ပေါက်ဆန်းစင်ဖြစ်ပါတယ်ကျွန်တော်ကမော်ဘီမြို့ကနေပြီးတော့မှလာတာဖြစ်ပါတယ်အားလုံးတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့သူတို့ကတော့ပေါ့နော်ကျွန်တော်တို့ဒီအစီအစဉ်မှာအထူးပါဝင်ကြတဲ့သူတွေဖြစ်တယ်ဒီထဲမှာသူတို့ခေါင်းစဉ်နိုင်မယ်သူတို့နိုင်မိတဲ့ခေါင်းစဉ်ကိုပိုင်နိုင်အောင်ပြောမှာဖြစ်တယ်သူတို့ရဲ့စကားပြောရေးစွမ်းရည်ပေါ့နော်သူတို့ရဲ့ဘယ်လိုပြောဖြစ်ထွန်းညံတွေပေါ့နော်အသုံးပြုပေးမှာဒီနေရာမှာပါဝင်မှာဖြစ်ပါတယ်โอเคပရိသတ်ဘက်ကိုတစ်ချက်လောက်ပြပေးပါနော်ဖတ်ပြီးသွားရင်ကျွန်တော်ကအချိန်ကတော့တယောက်ကို3မိနစ်ပဲပေးထားတာဖြစ်ပါတယ်နော်။ဘာလဲဆိုရင်မိမိကိုယ်ကိုရှာဖွေသိရှိခြင်းဖြစ်ပါတယ်။ Okay စလို့ရပါပြီ။ Okay ပါမိမိကိုယ်ကိုရှာဖွေသိရှိခြင်းပေါ့နော်။ဒီကောင်းစဉ်လေးကိုကျွန်တော်ပထမဦးဆုံးဘယ်လိုပြောမလဲမိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့နေရာမှာအခုလိုမျိုးspeech ပြောတဲ့နေရာမှာလဲမိမိကိုယ်ကိုရှာဖွေမတွေ့ရှိတဲ့အခါမှာကျွန်တော်ရဲ့ခေါင်းထဲမှာစကားလုံးတွေကမပေါ်လာဘူးဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့မိမိကိုယ်ကိုရှာဖွေတွေ့ရှိဖို့အရင်ကအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်တခါတလေမှာမိမိကိုယ်ကိုရှာဖွေမတွေ့ရှိတဲ့အခါမှာကိုမသိတဲ့အခါမှာလေသူတစ်ပါးကိုသိဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ဘူးဖြစ်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဆိုတော့မိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်းဒီထဲမှာမိမိကိုယ်ကိုရှာဖွေတွေ့ရှိတယ်လို့ခံယူမိတဲ့သူခံစားမိတဲ့သူများရှင်လက်လေးတစ်ချက်လောက်ထောင်ပေးကြပါအများကြီးပဲနော်ကျွန်တော်လည်းမိမိကိုယ်ကိုရှာဖွေတွေ့ရှိဖို့အတွက်ကြိုးစားနေမိမိကိုယ်ကိုရှာဖွေတွေ့ရှိနိုင်ဖို့အရင်ရေးကြည့်ပါတယ်ကျွန်တော်တမန်ကျမ်းစာထဲမှာဆိုရင်လည်းပေါ့နော်ဘုရားသခင်ကကျွန်တော်တို့ဘုရားသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းထားတယ်ဆိုတဲ့အရာကိုဥစွာပထမဆုံးကျွန်တော်တို့ကသိရှိဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုခံရတဲ့သူဘုရားသခင်ရဲ့ဘုရားသားသမီးတွေဖြစ်တယ်ဆိုတာမိမိကိုယ်ကိုဥစွာသိရှိဖို့ရအတွက်လိုအပ်တာဖြစ်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ speech လေးကိုလေဒီနေရာလေးမှာပဲညီကုန်းချုပ်ရင်းနဲ့အားလုံးတဦးတယောက်ချင်းစီတိုင်းမိမိကိုယ်ကိုရှာဖွေတွေ့ရှိနိုင်ဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်